အဲ့တော့ဒီနေ့ကျွန်တော်တို့ skin အသစ်ဖြစ်တဲ့ဒီ skin ကိုကျွန်တော်တို့သွားဖောက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအားလုံးတွေ့ကြတဲ့အတိုင်းမှာအပေါ်မှာ user 2900ရှိတယ်เนาะကဲကျွန်တော်တို့ဘယ်လောက်နဲ့ပေါက်မလဲဆိုတော့သွားကြည့် Let's go Oh wowကဲအဲ့တော့ကျွန်တော်တို့တောင်းလုံးကြားလိုက်တဲ့အတိုင်းပဲ one scan သူဖောက်လိုက်ရတော့ UC 2000ကုန်သွားတယ်လို့ကြားလိုက်တယ်အဲ့တော့ကျွန်တော်တို့ကတော့ UC ဘယ်လောက်ကုန်မလို့မသိဘူးလားနဲ့တော့ဖောက်ကြည့်လိုက်ကဲအားလုံးမတွေ့တဲ့အတိုင်းပဲပုံသစ်လေးတွေရောက်ရှိတယ်ဒါပါလေဒါကျွန်တော်တို့ဟိုပြိုင်နေနေရလားမသိဘူး popularity ပေးပြီးတော့ပြိုင်နေနေရလားမသိဘူးဟုတ်တယ်ဒီမှာပြိုင်နေတာ popularity ပေးပြီးတော့ပြိုင်နေကြတာထားလိုက်ပါဒါတော့အဲ့လောက်ထိကျွန်တော်မ focus ဘူး okay အဲ့တော့ဒီနေ့ကျွန်တော်တို့ skin အသစ်ဖြစ်တဲ့ဒီ skin ကိုကျွန်တော်တို့သွားဖောက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တိုင်တယ်လေးချက်ဖြုတ်လာမှာ okay UC ကလည်းကျွန်တော်တို့0 UC မဟုတ်လား30 UC နဲ့စရလားဒါမှမဟုတ်ကျွန်တော် coin မျိုးရတယ်လို့လားမသိဘူးကျွန်တော် coin လေးတော့ရှာကြည့်လိုက်မယ်ဒီ coin လေးတော့ပေးမှာပဲโอเคခါပြောင်းဝင်ကြည့်မရှိတာဗျကျွန်တော်မှာကဲအဲ့တော့ကျွန်တော်တို့30 UC တပုံ10ပုံကို480 UC အစမလို့ပါနောက်ပိုင်းတော့600ဆိုတော့ဒီ skin ကလှလားမလှလားဆိုတာတော့ကြည့်မှရကဲတကယ်ကြအားလုံးပဲမင်္ဂလာပါဒီနော်ကျွန်တော် skin လေးချက်တော့ show လိုက်ရအောင်Oh wow Oh wow số bảo đấy là dính không rồi dính nó không số bảo đi sẽ này là tụi kén bà là gì nữa feta bà đấy feta key message này bà này blue sheet này mình sẽ tôi chỉ lại đó là lady same nó đã emo đó là nó background cho nên là cái này sẽ ta show là oh no đi con level 2 user ကောင်းနေ wow လှနော် oh game message လှတယ် wow effect နောက်ပိုင်းကလေတခုကျွန်တော်တိတ်တော့ကောင်းလားဆိုတော့လေကောင်းတယ်လေဒါပေမဲ့လေပတ်ကြီးကိုဖြစ်စေချင်တာအဲ့လို effect ပါတဲ့ gun ကိုလေနည်းနည်းခွဲပေးတာတင်တယ်တဲ့မလားအဲ့လိုဈေးကြီးကြီးနဲ့ရောင်းနေရတယ်ဗျာအဲ့လိုပြစ်လိုက် effect ပါတဲ့ gun ကိုဘယ်လိုပြောရေခဲဆိုရင်ဗျာဒါလုံးဝဟုတ်အရင်တည်းကဒါ effect ပါတဲ့ gunဒီကန်နေဆိုရင်ဒါအနောက်ပိုင်းထွက်တဲ့ကန်တွေကတော့ effect ကိုလုံးလိုက်ပါတော့တယ်အဲ့ဒါကြီးကတိတ်ပြီးတော့မပြော limited အေး limited မကြတော့ဘူးသိတယ်နော်အဲ့ဒါမမိုက်ဘူးရေစက်ချောင်းမို့လဲစောင်းနေတယ်ပပဖောက်ရလားဘလောက်ကုန်လဲပပကျွန်တော်လက်ဆောင်လေးပေးချစ်ကိုကြီးနာမည်လေးဖတ်လိုက်မယ်ခဏလေးနော်ကျွန်တော်မှနာမည်အားလုံး comment ဖတ်ပေးမယ်တလား Facebook နဲ့ TikTok နဲ့နှစ်ခုလွှင့်တာပဲကျွန်တော် comment ကျေးဇူးပါမာတူအောင်ကျေးဇူးပါနိုးစီကျေးဇူးပါကိုခွေးကြီးကျေးဇူးပါကိုနိုးစီကျေးဇူးပါသူရစာကျေးဇူးပါဟိမင်းကျေးဇူးပါကို မြန်လိုက်တာနော် comment ရတယ်လက်ဆောင်ပေးတာတကယ်ကြီးနေရလေဟဲခဏနော်တကယ်နော်ကျွန်တော် comment လေးလိုက်ဖတ်နေတော့ခဏနော်လို့စီကိုသူရနောက်ပြီးတော့ကို L ကို MKY ကျေးဇူးပါခင်ဗျာကို VAM ပိုင်လားမသိ Vin ပါလားဘယ်လိုဖတ်လဲမကျေးဇူးတင်ပါတယ်ခင်ဗျာကိုအောင်ကျေးဇူးပါကိုအောင်ဆိုင်ကျေးဇူးပါ PKP2 ဆိုတဲ့ကိုကျေးဇူးတင်ပါတယ်ကိုအောင်သူဟန်သူဟလားသူဟပြင်မယ်ကိုအောင်သူဟကျေးဇူးပါခင်ဗျာကောင်းဝင်းဦးကျေးဇူးပါခင်ဗျာကိုအောင်ကျေးဇူးပါနော်ကို MR သူရဖြစ်မယ်ကျေးဇူးပါဗျကိုမင်းကျေးဇူးပါကိုနိုးစီကျေးဇူးပါကိုရအောင်ကျေးဇူးပါခင်ဗျာကို P2 ကျေးဇူးပါ Hello HOLY ကျေးဇူးပါကိုအောင်ကြီးကျေးဇူးပါခင်ဗျာကို JR ကျေးဇူးပါကို VIP ကျေးဇူးပါကို MG ကျေးဇူးတင်ပါတယ်ခင်ဗျာကိုမွန်ကျေးဇူးပါကို
ဥမာအသေးပုံလေးကိုကျေးဇူးပါကိုမင်းကျေးဇူးပါ KP ကျေးဇူးတင်ပါတယ်ကိုမွန်းကျေးဇူးပါလက်ဆောင်လေးတွေပြီးသွားတာကိုပိုင်ကျေးဇူးတင်ပါဗျာလက်ဆောင်လေးပြီးသွားတာခင်ဗျာကို BOW ကျေးဇူးတင်ပါတယ်ကျွန်တော်လက်ဆောင်လေးတွေပြီးသွားတာကျေးဇူးပါကိုပိုင်တို့ကျေးဇူးတင်ပါတယ်နော်ဘောင်းနေကျေးဇူးပါခင်ဗျာကို AO7 thank you ပါကိုစန်းကြီးကျေးဇူးပါကို MG ကျေးဇူးပါကိုပိုင် CC လေးကျေးဇူးပါဗျာMG ထက်ကျေးဇူးပါကိုပိုင်ကျေးဇူးပါခင်ဗျာကိုပိုင်ပါဆိုလည်းမသိဘူးကျေးဇူးပါခင်ဗျာကျေးဇူးပါနော်မဖတ်မှတ်တယ်လို့အဲ့လိုအစကြတော့ဇာနေကျေးဇူးပါချစ်လေးကျေးဇူးပါကိုဝင်းကျေးဇူးပါ Oh my god အများကြီးပဲတူTATA ဆိုကိုကျေးဇူးပါချစ်လေးကျေးဇူးပါ UO ကျေးဇူးပါခင်ဗျာဒါလက်ဆောင်ကိုတီဂျီယာ Levi fan ကျေးဇူးပါခင်ဗျာ For you ကျေးဇူးပါ BOW ကျေးဇူးပါခင်ဗျာပိုင်ကျေးဇူးပါကိုပိုင်ဆိုကျေးဇူးပါ920ဆိုကိုကျေးဇူးတင်ပါတယ်နော်ကိုကြီးနော် thank you ပါအားလုံးပဲကျေးဇူးတင်ပါတယ်လက်ဆောင်လေးပေးသွားတဲ့ကိုကြီးဆက်ဆို SON ကျေးဇူးပါဟိုပန်ဒါပုံလေးနဲ့ကိုကြီးလည်းကျေးဇူးပါ MN ကျေးဇူးပါကိုမောင်အောင်ကျေးဇူးပါဘကူကြီးကျေးဇူးပါလူဖီကျေးဇူးပါကိုကီ H7 thank you ပါ GU ကျေးဇူးပါချစ်စောနော်အထိုင်းမျိုးကွာစောချစ်တိုလားမသိဘူးကျေးဇူးတင်ပါတယ်ခင်ဗျကိုဝင်းထန်ကျေးဇူးပါခင်ဗျအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်လိုက်ရှင်လိုက်ရှိရဲ့ကျွန်တော်အားပေးနေတဲ့ညီကောင်မောင်နှမတယောက်ချင်းစီတိုင်းကျွန်တော်လိုက်ရှင်ရတယ်ပြန်လေးတော့အားလုံးကျေးဇူးပါတယ်ခင်ဗျတကယ်ကျွန်တော်ရေဒီနေ့ကတော့ကျွန်တော်ဘက်ကြီးဆော့မယ်နောက်နေ့ကျရင်တရေဂိမ်းတွေကျွန်တော်ဆော့ဖို့အစီအစဉ်ရှိတယ်နော်တရေဂိမ်းတွေပါဆော့မယ်နော်ဒီနေ့ကတော့ကျွန်တော်တို့ဒါဘက်ကြီးဆော့မယ်ဒီနေ့ကတော့ဒါပုံရင်ဖောက်မယ်ပြီးတော့အဲကျွန်တော်တို့ WhatsApp နဲ့ကျွန်တော်ဘောတွေသွားလုပ်ပြီးတော့ဒါ Steven ဒီမှာချင်းထဲမှာပေါ့ကဲလာကျွန်တော်ပုံလေးစဖောက်လိုက်ရအားလုံးပဲမင်္ဂလာခင်ဗျကျွန်တော်ကမလွတ်ပါဘူးခင်ဗျကျွန်တော်မလွတ်ပါဘူးကျွန်တော် Facebook နဲ့တိတ်တော့ပါဘာရောအပင်းနေတာဟိုင်းမာတန်လီစားဖောက်လို့ရပါပြီ60 FPL ဘယ်လိုလုံးမလဲတဲ့ဖုန်းမှာပါမှရမှာဒါမှမပါရင်မရအောင်ဘာလဲဖုန်းဝယ်တော့ no YouTube မှာမလွတ်ပါဘူးခင်ဗျမောင်တီဂျာရေးမပေါက်ဘူးလေတိနေတယ်မရိုင်းနေနော်စကားပါဇက်ပုတ်ကြီးနဲ့မင်္ဂလာပါဗျကြိုက်တယ်ကွာတဲ့အာပွား PC game လေးဒီများဆော့ပေးတယ်ကိုနုစီ okay ဗျကျွန်တော်တရေဂိမ်းဆော့မယ်တရေဂိမ်းကျွန်တော်တို့အိုးရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကျွန်တော်ဆော့ခဲ့ဒါပေမဲ့EP1 မှာတော့မပြီးခဲ့ဘူးကျွန်တော်ဆော့ရလေကိုစိုးလေးကျေးဇူးပါခင်ဗျာလက်ဆောင်လေးပေးပါကို UNI ban ဆိုတော့ကို use တင်ပါတယ်လက်ဆောင်ပေးပါကိုရှိုင်းကျေးဇူးတင်ပါတယ်တဲလေးပေးပါနော်P2 တဲ့နော် fan လေးပိုင်းရဝိုင်းကြည့်ပါတော့ဝိုင်းနေနှိပ်တယ်ကိုကြီးသားမဆိုင်နဲ့လေဝါဝလူကြီးလေမမကျေးဇူးပါ hello အိုင်တော့ event ဖောက်ပြတော့လေအိုင်တော့ okay ဆက်အားလုံး comment လေးတွေတော့ကျွန်တော်အကုန်လုံးထိုင်ဖတ်မယ်ဆိုတော့မြင်ရတယ်ဗျအဲ့တော့နားလေးပြီနော်ပြီးဆက်ဖတ်မယ်ကျွန်တော်ဒါလို့ဆိုတော့3 email လေးသွားဖောက်လိုက်မယ်နော် UC ဘယ်လောက်ကိုမလဲကျွန်တော်လည်းမသိဘူးနော်လက်ရှိတော့ကျွန်တော်မှာအားလုံးတွေ့ကြတဲ့အတိုင်းမှာအပေါ်မှာ UC 2900ရှိတယ်နော်ကဲကျွန်တော်တို့ဘယ်လောက်နဲ့ပေါက်မလဲဆိုတော့သွားကြည့်မယ်ကျွန်တော်ဒီအဲ့ဒီအမှန်တည်းပြောတာဗျအဲ့လောက်ထိမကြိုက်ဘူးပတ်ဝန်းလင်းပြောတာလေလှလာဆိုတော့လေကြိုက်တဲ့သူများကြိုက်လိမ့်မယ်သူက technology ဘက်ပို့သွားတာနော်ဟိုစိတ်ရုပ်ပံများအဲ့လိုပုံစံမျိုးသွားအချိန်ကြိုက်ပြီကျွန်တော်ဘုံမှာတန်တိတ်ကျေးဇူးပါဗျာကျွန်တော်ကြောက်လို့ရှေ့ဟောင်းပေါ့အဲ့လိုမမီးတို့ပါအဲ့လိုမျိုးလေးပို့ကြိုက်တယ်အဲ့တော့ဒါမဲ့ဆန်းဖောက်ကြည့်မှာကန်ကိုဆိုင်တယ်ကျေးဇူးတင်ပါတယ်ဗျာစတားလေးပေးသွားတာကိုကြီးတိုးတက်အောင်ကျေးဇူးပါဗျာနောက်တစ်ယောက်ရှိတည်တယ်ညီကိုပီတာပေါ်မှာကိုဘုံမှာတစ်ဆိုတော့ကိုကြီးကျေးဇူးတင်ပါတယ်ဗျာလာကျွန်တော်ဆက် UC လေးနဲ့ဆန်းကြည့်လာ let's goမီပလင်းတစ်ပလင်းရပါတယ်ဆက် UC နဲ့မီပလင်းတစ်ပလုံးရပါတယ်ကဲသူများတွေ UC ဘယ်လောက်ကုန်လဲတော့မသိဘူးเนาะကျွန်တော်တော့စမ်းကြည့်မယ် Yuki ညီမလေးမင်္ဂလာပါကျေးဇူးပါကိုဆိုလေးကျေးဇူးပါများကိုပိုင်ဆိုကျေးဇူးပါကိုရှိုင်းကျေးဇူးပါကိုစီရဲကျေးဇူးပါခမကိုဆိုလေးကျေးဇူးပါခမကျေးဇူးပါခမကဲကျွန်တော်တို့စီတစ်ဆက် UC နဲ့ကျွန်တော်ဟိုတခုရထားတယ်เนาะကဲအဲ့တော့ကျွန်တော်တို့10ဘုံဆက်သွားမယ်480 UC နဲ့ let's go ပါဝါစကဖနာဖောက်တာသူက UC 2000ကုန်သွားတယ်လို့ပြောတယ်။ဘာရတယ်။ popularity ပေးတဲ့ဟာတခုရတယ်နော်။ဒါနဲ့ကျွန်တော်တို့ Mediterranean coin လေးနှစ်ခုရတယ်။ဒီလေးကUC မှာနော်။1000နဲ့တဲ့အကုန်ရမှာအိုင်တော့တဲ့။ဒါရမရလဲကွာ။အခုမှအစပဲရှိတယ်ဘယ်လိုပါဇက်ပုတ်လေးနဲ့ဟိုဘဲကကဲကျွန်တော်နောက်တဲ့10ပုံဆက်သွားမယ်နော်။ skin နဲ့လားကျွန်တော် skin မလုပ်တော့ပါဘူး။ Okay okay ဘာမှမထွက်သေးပါဘူးဒါပေမဲ့ကိစ္စမရှိပါဘူးကျွန်တော်ပြမယ်ကျွန်တော် live stream မှာတက်ခင်မှာကျွန်တော်ဖျားရှိခူမှာတက်လာတယ်အဲ့တော့ကျွန်တော်ခုကျွန်တော်ရုံတယ်ဖုန်းကန်မြင့်တယ်ဟုတ်ရှိပါမမရေကျေးဇူးပါ miss ကျေးဇူးပါဗျကိုဖုန်းမြတ်ကျေးဇူးပါကိုဆိုကျေးဇူးပါခင်ဗျာကိုထွန်းနိုင်ဝင်ကျေးဇူးပါခင်ဗျာကျွန်တော်ဖုန်းကန်အရင်မြင့်တယ်အဲ့တော့သေချာပါတာရီတို့ကဲအားလုံးပဲကြည့်ထားကျွန်တော် UC 9000မကျော်စေအောင်ထွက်လိမ့်မယ်ကဲလောက်ထက်7ဘုံထပ်သွားမယ် last go Okay ကျွန်တော် granite တလုံးစထွက်လာပါပြီ Wow easy ဒါလေးမလို့ချင်မောင်းပြမှန်းပြောပါဆိုဒီကောင်တွေကဒီသူကန်ရှိမှတာ upgrade တင်မှတာဒီ effect ကပါတယ်ဗျာဒီမှာကျွန်တော်တိတ်လို့ရှင်းတာတော့မဟုတ်ဘူးဗျာဒါပေမဲ့ညတော့လဲ okay ပါကဲနောက်ထပ်သွားမယ်7ဘုံက
come on granite နှလုံးထပ်ပြီးရနော် granite နှလုံးထပ်ပြီးတယ်တခုတော့ကောင်းတယ်ဗျအဲ့ဒါ coin ပို့ရတယ်ဘယ်လောက်လဲရလဲ3ခုဗျကျွန်တော် UC ဘယ်လောက်ကုန်ပါပြီလဲUC 2000ကုန်သွားပြီနော် UC 2000ကုန်သွားပြီဘာရလဲဆိုတော့ granite ပြီးတော့ကျွန်တော်တို့မီးပလင်မွန်လွန်တော့နော်နှစ်ခုပဲကျွန်တော်တို့ရသေးတယ်ဘာအလှကြီးလဲရိုင်းနေရတော့မယ်ပဘယ်လောက်ကုန်သွားလဲဘယ်လောက်ကုန်သွားလဲဘယ်လောက်ကုန်သွားလဲကဲနောက်ထပ်10ပုံ let's go မထွက်သေးဘူးဗျအိုးတကွာရကွာတကွာရokay easy come on ကွာတကွာရပါပြီအင်ဂျီတထရတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ကွာ6ခုမှာအင်ဂျီတထရလဲလို့ရတာအဲ့တော့ကျွန်တော်တကွာမဲရသေးတယ်ဆိုတော့ဒါကျွန်တော်အင်ဂျီရရမြကျွန်တော်ဂန်တော့ကျွန်တော်လဲထားလိုက်မယ်ဂန်လေးကတော့မဆိုးဘူးလှတဲ့ထဲမှာပါတယ်ဗျ let's go နောက်ထပ်10ပေါ့အေး popularity ပဲပေးရင်ကျွန်တော်second နဲ့ကျွန်တော်ချကြည့်မယ်တလား second နဲ့တီးကြည့်မယ်နော်ကျွန်တော်တို့ UC 3000ကုန်သွားပြီဒါ3000 UC 3000ကုန်သွားပြီနော်ကျွန်တော်တို့ UC 3000မှာ coin တစ် coin မဲရသေးတယ်နော် coin လေးတစ် coin မဲရသေးပါတယ်ကဲ second နဲ့ဒါပထမဆုံးတစ်ခါ let's go ငန်တူးနော်စားငန် easy ပါ easy ပရာသားတို့ easy နော်ညီမလေးမေ thank you ပါကို YGR baby thank you SN နေဆိုတော့ကိုကျေးဇူးတင်ပါတယ်ကဲအားလုံးပဲကျွန်တော်ပြောရုံလိုက်ဘာသာတော့ TikTok တင်ကြီး like 1 in ပြောင်းနှိပ်လိုက်ကျွန်တော်ပေါက်ပြီ Facebook က border တွေကို like ဘယ်လောက်တောင်းရင်ကောင်းမလဲဆို viewer Facebook က800ကျော်ရှိအိုး wow တာ like နှိပ်တာ like 1500ပဲ Facebook က like 1500ပဲဒါတို့ပေါက်ပြီနော် TikTok က2100ရှိတယ်နော်တိုင်းတို့က like 1 in ဆိုရပြီပေါ့9000 9000ကျော်ဖြစ်နေပြီအကောပြောနှိပ်ကြည့်လိုက်လုံးဝပေါက်ပြီကျွန်တော်ဆူတောင်းပြီးတော့ live ပြတာနဲ့ကျွန်တော်တန်းဆူတောင်းပြရမယ်ဆူတောင်းပြီဆိုရင်တန်းပေါက်ပြီ15သေးတဲ့ဝင်းကျင်လောက်ဆိုရဲပြန်ကားပဲလေစီလောက်ပါမလဲအိုင်တော့ရည်တယ်ပင်ကောမမလင်းချလာတငယ်အဲ့ပါ UC နဲ့ BC နဲ့ပတ်ကြည့်ခင်းကောက်တွေအကြောင်းဝယ်လုပ်တဲ့ပိတ်ဖြစ်ပါအဲ့ကျွန်တော်တငယ်ချင်းပိတ်အမတော့မိတ်ကြည့်ကဲ okay TikTok ကတငယ်များကျေးဇူးအများကြီးတင်ပါတယ် TikTok တငယ်ချင်းများရဲ့လက်မြတ်မှုစော်မရှိတဲ့ border တွေလက်မြတ်မှုဝိုင်းပြီးသွားပြီကဲကျွန်တော် Facebook ရဲ့ like လေးက800မှာတည်နေတယ်အဲ့တော့ကျွန်တော် comment မဖတ်လို့စိတ်မဆိုးနဲ့နော်တားရည်မင်းတို့ငါ့ကို live နှိပ်ပေးဘူးအဲ့တော့ငါ TikTok က border တွေပို့ပြီးတော့ဦးစားပြီးတော့ live ဖတ်မှာဒါပဲမင်းတို့ငါ့ကိုစိတ်မဆိုးနဲ့ live 1500ပြေးမှငါပြန်လာမယ်တိုင်းမင်းတို့ရှိရောအဲ့ဒါပဲစိတ်မဆိုးနဲ့နော်ဒါလုံးဝ respect လို့ခေါ်တယ်မိုးကိုကိုကြီးစုပါခင်ဗျာကိုမနေကြီးစုပါမှာဂျပန်စာလင်းကိုကြီးစုပါမကြီးပြီးကြီးစုတင်ပါတယ်ပပ2000လောက်ကုန်သွားလားအာကီ5ပပကြီးစုပါခင်ဗျာဂိမ်းစောတဲ့လက်အိတ်လေးပြကြည့်ပါလားတဲ့ကျွန်တော်ဒီဇိုင်းနဲ့ကျွန်တော်ထွက်လာမှာဘရိုပြီးတော့မယ်မကြတော့ဘူးဒါတော့ပဲကြည့် fuck ပြီးတော့ဒါ logo မပါဘူးပေါ့ဘာလိုက်တော့လဲ short စီရောင်းသေးလားဗျာကျွန်တော်နှစ်ချက်တွေကျွန်တော်ပစ္စည်းတွေလာမှာဘရိုနားမှာအဲ့ဒါထားကဲအားလုံးပဲအိုးချုံကြီး Facebook အဲ့မှာ TikTok like 2in what the hell bro come on ကျေးဇူးတင်ပါတယ်အားလုံးပဲဆော်ချောလေးရကြပါစေခင်ဗျာအေးဘာလဲ UC 2000ကိုUC 2000ကုန်တယ်တဲ့ Vector level မလိုက်လို့တဲ့ဩ okay ကဲကျွန်တော်တို့နောက်ထပ်10ပုံ let's go မဆူတောင်းအောင်ဒီမေ့နေတယ်နော်မေ့ပါဆူတောင်းမေ့ပါလို့ okay ကျွန်တော်တို့ကဲစမယ်နော်ကျွန်တော်တို့ဆူတောင်းမယ်ဤပတ်ကြီးမှာစောက်တော့နှကောင်းနဲ့မြတ်များဗျာကျွန်တော်ကိုကန်ကောင်းအောင်ဒီပုံဖောက်တာလုပ်ပေးပါဘယ်ရာမှတအားကြီးလိုချင်တဲ့လောဘတော့သိမ့်မရှိပါဘူးရရင်လည်းရပါလိုက်ရင်တော့အဆင်ပြေပါတယ်ဗျာကျွန်တော်ကန်ကောင်းအောင်လေးပဲလုပ်ပေးပါဗျာကဲစမ်းလားUC ဘလောက်ကုန်ပါ UC ကျွန်တော်တို့4000ကုန်ပါ UC 4000ကုန်ပါ9000ပြည့်တော့မယ်နော်ကဲ let's go 10ပေါ့ come on ဖောက်ထွက်ပြီနား10ပေါ့ come on ထွက်ပြီပါgranite ဘယ်နှလုံးရှိလဲဟုတ်မသိလို့ပဲ granite ဘယ်နှလုံးရှိလဲပေးနေတာရပြီလေနည်းနည်းပါးဆိုရပြီဘာလို့အဲ့လောက်ပေးနေတာဘာလို့ရမှာ granite အများကြီးယူတော့ကဲယူ60နဲ့တော့မှာရောပုတ်ဒါတော့ဟို100ပြည့်သွားလို့ပြည့်တာအဲ့ဒီကွာ100ဒီဘက်ချန်100တဲ့မတင်ကြောက်ပြပြီဒီညောင်သလားအဲ့ကောင်100ပြည့်သွားရင်တစ်ခုခုပေါက်တယ်ဗျအဲ့ဒါကြောင့်မို့ပေးတာကွာ2ခုရထားတယ်
ဟုတ်တယ်ကွာမရတယ် let's go နောက်တဲ့ဆက်ပေါ့ကာဆုပ်ပလုတ်စင်ရတယ်ထပ်သွားတယ်ဆက်ပေါ့ဘာမှမပေါ့ထပ်ပွားတယ်ကွာရတယ် UC 9000အတိမှာတည်နေပြီကျွန်တော် UC 9000ကုန်သွားခဲ့ပြီဒါပေမဲ့တိုးတော့ဘာမှမပေါက်ခဲ့ဘူးဘာကိုရေးစက်ချ PK P2 ရေးကျေးဇူးတင်ပါတယ်ခင်ဗျာဘာလူလောက်တာလဲရိုင်းနေနော်မင်းတို့ကောင်းတယ်ကဲကျွန်တော်တို့သွားမယ်နော်တိုင်းကွာโอเคကျွန်တော်တက်ငယ်ချင်းနေအခုဒီထဲမှာကြီးတဲ့သူတွေမှန်တယ်များပေါ့နော်ဖန်တော်တော်များများကဘယ်လိုမှစော်မရှိတဲ့ကောင်တွေစော်ပြစ်ကောင်တွေဆိုရင်မပေါက်နဲ့မထွက်နဲ့ဒီတစ်ခါစော်ပြစ်ကောင်တွေဆိုမထွက်နဲ့အောင်နော်စော်ပြစ်ကောင်တွေစော်မရှိတဲ့ကောင်တွေဆိုရင်မထွက်နဲ့တကယ်လို့ဒီကျမကြီးနေတဲ့ဘော်လာတော်တော်များရီးစားရှိနေရယ်စော်လည်းရှိရယ်ဆိုရင်တော့ထွက်ခဲ့ဒါ let's go စော်ပြစ်ကောင်ကွာမင်းတို့ကောင်လည်းစော်ပြစ်ကောင်မင်းတို့ကောင်လည်းစကစ်စော်ပြစ်ကောင်စော်မရှိကောင်လေအဲ့တော့နောက်တစ်ခွင့်ရင်နှစ်ခေါက်ထပ်ပြီးမယ်နော်ဤပတ်ကြီးမှာဆောက်ရှော့တော့နှကောင်းနေမှာဗျာကျွန်တော်အားပေးနေတဲ့ fan တွေအားလုံးမှာအခုအားပေးနေတဲ့ fan ပေါ့နော်ကျွန်တော်ရဲ့ဒီ TikTok မှာဆို2800ရှိပါတယ်ကျွန်တော်ရဲ့ဒီ Facebook မှာဆိုရင်860ကျော်ရှိပါတယ်အခုအားပေးနေတဲ့ fan တွေကဟိုရီးစားရှိကြတယ်ရိုးသားကြတယ်လိမ္မာကြတယ်ဆိုရင်ကျွန်တော်ပေါက်ပါစေတကယ်လို့အကျင့်မကောင်းဘူးကလိန်ကချင်းကောင်တွေစော်လည်းမရှိဘူးစော်ပြစ်ကောင်တွေဆိုရင်တော့အခုကျွန်တော်နှစ်ခေါက်ဆက်တိုက်ဖောက်တာမပေါက်ပါစေနဲ့ဒီစမ်း let's goကဲနောက်တစ်ခါနော်တစ်ခါပဲကြည့်မယ်နော်ရတိုင်းမင်းတို့တော့အိတ်လိုက်တော့ကောင်းပြီမင်းတို့အိတ်လိုက်တော့တိုင်းတော့မင်းတို့အိတ်သိနေပြီငါပြောတာအကောင်းပြောတာမင်းတို့အိတ်သိနေပြီမဟုတ်စိုင်နေလေးကွာဘာလို့မစိုင်ရမှာလဲမင်းကလည်းစိုင်တာပေါ့ငါလည်းအိတ်ချင်ပြီနင်လည်းအိတ်တော့လီကဲကျွန်တော်တို့နောက်ထပ်50ထပ်သွားလိုက်မယ်နော်အဲ့တော့ဒီကောင်ဟိုကပြည့်အောင် import လိုက်မယ်1 2 โอเคဒါကန်ကောင်းတာမဟုတ်ကွာဟိုကပြည့်အောင်လို့ပေါက်တော့ပေါ့ရပြီဒါဆိုရင်ကျွန်တော်တို့နောက်တဲ့10ရက်ကထပ်သွားမယ်နော်ကဲအဲ့ဆိုနောက်တဲ့စုတစ်ခုထပ်တောင်းမယ်ကျွန်တော်အားပေးနေတဲ့ chip fan တွေအားလုံးဟာမကြခင်မှာရီးစားရမယ်မကြခင်မှာရီးစားရမယ်ပေါ့နော်ရီးစားရကြမယ်မကြခင်မှာကောင်းမလီရမယ်ဆိုရင်သူတို့ချစ်မြတ်နေရတဲ့သူနဲ့တွေ့မယ်ဆိုရင်ပေါက်ပါစေဗျာတကယ်လို့သူတို့တွေကဒီမကြခင်မှာစော်ထက်ရလဲဟိုအချောက်တွေနဲ့ရပြီးတော့စော်တွေပြစ်တာခံရမယ်ဆိုရင်မပေါက်ပါစေနဲ့ဒီတစ်ခေါက်နောက်ဆုံးတစ်ခေါက်ဖြစ်မလို့ပါโอเคအောင်ဖွက်ငါပြောတာမဟုတ်ဘူးနော်ရတိုင်းလို့ငါပြောတာမဟုတ်ဘူးဒါမင်းတို့ဟိုကဖြစ်နေတာနောက်တစ်ခေါက်တွေ့ထပ်ပေးမယ်နောက်တစ်ခေါက်ထွင်တက်ပေးမယ်လားနောက်ဆုံးတစ်ခေါက်တော့စကစ်ဖြုတ်မယ်နောက်ဆုံးတစ်ခေါက်အခွင့်ရေးဒီအခွင့်အရေးမှာမပေါက်ဘူးဆိုရင်ကိုတီးလိုက်ကြတော့ကဲလက်စကိုရောအမရပြီတော့အိတ်ကြတော့ရတော့အဲ့ဆိုရတော်ရပြီအဲ့လောက်ဆိုတော်ကွယ်ရပြီထမပေါက်တော့ဘူးမဖြစ်နိုင်တော့တဲ့ဘဝမှာငါတို့လမ်းခွဲခဲ့ပြီးမှဘာလို့ရှေးစတုံးနေလေဒီတိုင်းပဲကောင်းတာပဲအမမချိုးကုန်တီးအောင်အိတ်လိုက်တော့မင်းတို့အိတ်လိုက်တော့မင်းလည်းအိတ်တော့ငါလည်းအိတ်ပြီးကွိုင်းကောက်လာတယ်ကွိုင်းလက်ရှိကျွန်တော်လက်ထဲမှာအလုံးပေါင်းကွိုင်း5ခုရှိတယ်5ခုကိုအင်ဂျီလဲလိုက်ရင်ကောင်းမလားဂန်လဲရင်ကောင်းမလားတခုလို့ကြည့်တယ်ကွာကိုတီးကြနော်ตาမပြောဘူးနော်ตาဘာမပြောကိုတီးကြตาဘာမှမပြောကိုတို့တီးကြရင်တီးကြလိမ့်မယ်နော်ตาတော့ဘာမှမပြောဘူးအကိုတို့ဖုံးကောင်ငှားပြီးတော့ตาဖောက်တာအကိုတို့ကတကယ်ကိုလုံးဝကိုဘယ်လိုပြောမလဲစမပြပါဘူးဗျာကိုတို့နဲ့အကိုတို့ဖုံးကန်ကြီးကဘလို့မှသုံးချလို့မရတဲ့အတွက်မကြခင်မှာစော်ပြစ်ကောင်တွေဖြစ်မယ်စော်ကလည်းဆက်ပြစ်အောင်မှာမဟုတ်နဲ့နော်မင်းတို့ကောင်တွေမကြိုးစားနဲ့ဒီတက်လည်းကြီးစားရမယ့်ကောင်တွေလည်းမဟုတ်ဘူးနော်မင်းတို့ကောင်တွေမင်းတို့ဖုံးကန်ကြီးကတိုက်တို့မင်းတို့တွေ့လိုက်တဲ့အတိုင်းပဲငါမင်းတို့ဖုံးကန်ငှားပြီးတော့ငါဖောက်တာပဲဒါပေမဲ့ဘာမှမရအောင်အဲ့တော့အားလုံးပဲအိတ်လိုက်ကြတော့ဟုတ်တယ်မလားစိတ်ပြက်ဟျောင်းဒါပါတယ်ဒီမှာကျွန်တော်ဘာရမှာဒီအနီးဆက်ရပေါ်ခေါ်လေဒါပါတယ်ဒီဖလားပါတယ်
ဘာကြီးလဲအနီးပေါ်နေတော့ရောက်တိုက်တော့ဒီညမှာဘာထက်ပေးနေရလဲမသိငါဘာယူခိုင်းနေရလဲဘာယူခိုင်းနေဟမ်ဘာယူခိုင်းနေတော့ဘောင်ပေးတာဒါရောငါလဲအိတ်ချင်မီနင်းလဲအိတ်တော့လေဒီစော်လေးတစ်ချက်တော့ဖောက်ကြည့်လိုက်ဘာလို့မသိဘူးဒီစော်လေးတော့ဟိုဘက်တော့ဖောက်ပါတယ်ကွာမင်းတို့တကယ်ပြောတာတိုင်ရောဒီစော်လေးကိုဖောက်လိုက်မယ်ဒီစော်လေးကိုကျွန်တော်တို့ယူစီဆယ်လေးနဲ့ဆန်းလိုက်မယ်ယောဒါပါလေကွိုင်းလားမဟုတ်ဘူးကကျွန်တော်လည်းယူစီ30 60 Mediterranean အော်ကွိုင်းစကစ်လေးနဲ့နောက်ထပ်600 Let's go Let's go Oh wow Let's go ဖုန်းကန်ဒီဘက်မှာလာမြင့်နေရောတော်ယူစီမရှိတော့ယူစီတောင်းမှကျန်ထားရတော့တခြားစကင်တွေဝင်လာအောင်မှာဘာရပါအမားကြီးလားအမား upgrade ကန်လားယူကန်လားယူကန်ကြီးတိုင်တွေ့မပေါက်ဘူးကဘယ်လိုလုပ်မလဲငါတို့ကွာရဟိုပါပဲရှိရကွာကန်ပဲလဲလိုက်မယ်နော်ကန်လဲလိုက်ဘာပေါက်မတော့ဘာလဲကောင်းမယ်ဟမ်ဘာလဲကောင်းမှာကန်လဲပြီးတော့လေပိုတဲ့ဟာမီဒရီယန်လဲပြီးကန်သွားတင်လိုက်မှာဟာကန်လေးရှောက်တင်တာတော့လေလှတယ်ကွာသိတယ်မလားနော်ဟာလို့မထပ်ဖောက်ရင်တော့ဝိုင်းအင်ရမယ်နှိပ်တယ်မလို့အမှန်တည်းပြောတာထပ်ဖောက်မယ်ဆိုငါဒီဟာမဖောက်ညိုစော်လေးသွားဖောက်ကျင်တယ်စော်လေးပို့လာတယ်ခန်းအောင်စော်လေးရလေလှရနော်ခန်းအောင်စော်လေးဆိုဖောက်မယ်ပေးဖောက်မှာပေးဖောက်မယ်ဆိုခန်းအောင်စော်လေးချမှာငါလို့လေพี่ฟ้าขอบคุณครับမင်းတို့လေမင်းတို့ယောဂတလားငါ့ကိုလေပြအောင်မခေါ်ခိုင်းဘူးကိုတင်ဆရာကြီးလို့ခေါ်တယ်ပေါက်တယ်ဟုတ်ကဲ့ကိုတင်ဆရာကြီးကဆရာကြီးဖောက်ပါဖွေးထိုးမှာနော်တငါဒါမဖောက်ကြည့်ဘူးကွာဒါကြီးကငါအဲ့လောက်မကြရငါစော်လေးပူကြရတယ်ဒီစော်လေးကိုချမယ်ဒီစော်လေးချမယ်ရောက်နေဒီစော်လေးချမယ်ကွာကဲအားလုံးကြည့်ထားပါလားကျွန်တော်ယူစီတောင်းရှိတယ်အဲ့ယူစီတောင်းတဲ့ဒီစော်လေးကိုဖောက်ပြမယ်ကြည့်ထားလိုက်နေအမတိုင်းတို့ငါချပြီဘရိုလိုက်လေးတော့နှိပ်ပြီဗျာဘရိုတို့ကအဲ့ဒါကြောင့်စော်မရတာဘရိုတို့ restapat ဆိုတာမရှိဘူး restapat နှိပ်ကြည့်တာငါဒီစော်လေးကိုဖောက်ငါဒီစော်လေးတော့ကြိုက်ရကွာလူချင်းတယ်ဘာမှမလုံနဲ့ဘာမှမလုံဖုတ်နဲ့သွားမှာမြန်လေးပဲသွားမယ်ဘာမှမလုံရော့အေးယူစီ2000ပဲကျန်တော့တယ်အဲ့လိုမလောင်းနဲ့လေ2000ပဲကျန်တော့တယ်အင်ဂျီလီတော့ကြိုက်တယ်ဒီဆိုအင်ဂျီလီလာတယ်ထိုးမလားထိုးကြမယ်လေအဲ့လောက်ကြီးကြထိုးကြမလားရောက်နေယူစီကုန်ပြီကွာမထွက်ဘူးငါစီစော်လေးကိုဖိဖောက်လိုက်ရမှာကွာရောက်ကြီးအဲ့စော်လေးအင်ဂျီဘယ်လောက်လဲရမှာ900သွားပြီကွာရောက်ရင်900တော့မှရောက်ရင်သွားပြီရေချိုးလည်းမရတော့ဆိုရင်တော့ဟဲ့ရောက်ရင်သွားပြီရောက်ရင်900တော့မှ fucking shit bro ဘလို့လောက်မယ်ယူစီမလောက်ဘူး
ဒီခေါင်းစတော်လဲလို့မရဘူးဒီကြီးငါ့ကိုလာပေးတာပါငါဘာလုပ်မှလဲငါနော်သွားပြီရောင်ရေးသွားပြီရေချိုးပြန်တော့ရောင်ရေးဘာမှမထူတော့ဘာမှမရအောင်ကုန်သွားပြီစိတ်ပြက်သွားပြီမင်းဒီမှာဂန်းလေးလိုက်မယ်တမီတို့တဲ့နှစ်ချောင်းလေးလိုက်ဝါခေါအသိမ်းဖောက်ပါတယ်မင်းတို့ခေါ်ရတွေ့လားအဲ့လိုဖြစ်သွားပြီရောစော်လေးလှတယ်ကွာဒီစော်လေးလှတယ်ထပ်ထဲ့ရဘယ်မှာလဲပတ်စံမင်းတို့ကငါတအားကုန်လာတယ်ဒီလားထဲမှာတိုက်တို့ရဲ့မင်းတို့သိလားအဲ့ဒါငါပုံမှန်ဆိုပဲမင်းငါထဲ့တာပေါ့ဒါပေမဲ့ဘာမှမထူတော့ဘူးကွာအာထပ်ထဲ့ရမှာငါစိတ်ညစ်တယ်ကွာအဲ့လိုမှတည်ငါဟိုဘက်စက်ရုံငါမဖောက်ပါဘူးကွာငါဒါလာဖောက်လိုက်ပါတယ်လာတယ်လို့နဲနော်ခဏလေးဒီဘက်မှာဘာလဲလို့ရတယ်ကွိုင်းနဲ့လဲမယ်ဆိုဘာမှဟောဒါလေးလဲလို့ရကွာဟုတ်ဘူးတားရထထတော်တော်ကုန်ပါကွာမင်းတို့ပေါက်မပြောတတ်ဘူးကွာရောင်ဒူးဟာရပေါက်ပါမလားမီတရီယန်လေးကပဲ short ပေးနေတာငါငါလဲအိတ်ချင်ပြီနင်းလဲအိတ်တော့လေဘလို့မငါတို့လမ်းတော့မှာရက်နေရမြင်ရတယ်ဒါတို့ငါတို့ဘလို့ဆက်လို့ရင်ကောင်းဘာတွေဆက်လို့ရင်ကောင်းမလဲဟဲ့1 second နေပါလို့တယောက်တည်းစော့ငါတို့ဘာဆက်လို့ရင်ကောင်းမလဲထပ်တဲ့ဆိုတာကြီးပဲနည်းနည်းဟောပါကိုကြီးပတ်စံရှိလို့လားမမေးဘူးထပ်တဲ့ဆိုတာကြီးကပဲအမှန်တည်းပြောဒီနေ့ကရွှေသွားရောင်းလာတယ်ပတ်စံတော့ရှိတယ်ကွာငါအဲ့ဒီပြိုင်ပွဲအတွက်ဆိုပြီးတော့အဲ့ဒါကြီးကောက်ထည့်လိုက်ရပါလားမင်းတို့ကလည်းတော်ပြီကွာဒီလငါတုံးမှများနေပြီတော့ဒီလတော်တော်ကြီးများတယ်ငါတုံးနေတော့ပတ်စံအဲ့ဒီပွဲတက်ဖို့အတွက်လေအင်ဂျီချုပ်ရတာနဲ့အင်ဂျီတွေဝယ်ရတာနဲ့ပတ်စံတော်တော်ကုန်လာတယ်အဲ့ကြောင့်ငါမင်းတို့ထပ်တဲ့ဆိုတာကြီးပဲနည်းနည်းပါကိုအိုင်တော်ဆိုပြီးထည့်ပြီးမှမရှိရထက်ဟုတ်တယ်အဲ့လောက်ကြီးကြာထည့်ပြီးလေတိုက်ထည့်ပြီးမင်းတို့ကလည်းဒါရပါတယ်ကွာမထည့်ပြီးပါနဲ့မင်းတို့ကဟုတ်တယ်ကွာပတ်စံခြံထားရသေးတယ်မင်းတိုက်မင်းတို့က UC ဖောက်ပြီးလို့လေ10သိန်းကျော်လေငါ UC ဖောက်ပြီးလို့ဆိုရမှာအဲ့ပတ်စံတော့ရှိတယ်အဲ့ပတ်စံနဲ့ဖောက်လဲကွန်ပျူတာဆိုရင်ကျေးဇူးပါခင်ဗျာအောင်ကြအောင်ပါ thank you ပါ